မင်္ဂလာပါဒီနေ့မှာတော့အိန္ဒိယစူပါစတာဝန်ကြီးချုပ်မင်းသားရဲ့အောင်မြင်ကြော်ကြားခဲ့တဲ့ action ဇာတ်ကားကောင်းတစ်ကားကိုတင်ဆက်ပေးသွားမှာပါဒီကားထဲမှာတော့မျိုးချစ်စိတ်တဲ့မိခင်မေတ္တာနဲ့အကတိလိုက်စားမှုကိုဘလို့အမြင့်ပြတ်အောင်တိုက်ခိုက်မလဲဆိုတာကြည့်ရှုရမှာဖြစ်ပါတယ်ဇလန်အစမှာတော့ဘဒုမျက်နာမမထောက်ပဲတရားမျှတမှုကိုပဲရှေ့တန်းတင်တဲ့စေကောလိပ် Professor ဘာရတီနဲ့စတင်ပါတယ်သူမဟာအရှိန်အဝါရှိတဲ့မိဘတွေရဲ့တားသမီးဖြစ်နေပါစေမမှန်တာလုပ်ရင်ကျောင်းသားကိုပါးရိုက်ဖို့ဝန်မလေးတဲ့အထိစီကန်းကြီးသူပါသူမမှာမျိုးချစ်သားကောင်း2ယောက်ရှိပြီးတယောက်ကတော့တိုင်းပြည်အတွက်အသက်ပေးသွားတဲ့အာဇနီဖိကာကြံတယောက်ကတော့ကက်ရှမီးယားနယ်စပ်မှာတာဝန်ထမ်းဆောင်နေတဲ့ Captain AJ သူပါတယ်တစ်ဖက်မှာတော့ကက်ရှမီးယားနယ်စပ်ရဲ့ Special Force စခန်းမှာတီငင်ရဲရင်နဲ့ Major AJ Krishna ရှိနေပါတယ်သူဟာဘုံတွေကိုအေးအေးဆေးဆေးဖြုတ်နိုင်တယ်လို့ရန်သူတွေကိုလည်းချက်ချင်းလက်ငင်းအပြစ်ရှင်းနိုင်တဲ့စစ်သည်တော်တူပါတနေ့မှာတော့သူတို့အဖွဲ့ဟာကျောင်းကကလေးတွေကိုဓားစာကန်လှုပ်ထားတဲ့အကျန်းဖတ်သမားတွေကိုတွားရောက်နှိမ်နှင်းရင်း Captain AJ တယောက်ပြင်းထန်စွာတန်ရာရသွားပါတယ်။ Captain AJ ဟာသူ့ညီမလေးရဲ့မင်္ဂလာဆောင်အတွက်ခွင့်ယူဖို့ပြင်ဆင်နေချိန်မှာအခုလိုဖြစ်သွားတာကြောင့်သူ့အစားမိသားစုစီကိုသတင်းစကားပါဖို့ Major AJ Krishna ကတာဝန်ယူပြီးကိုနူးမြို့ကိုထွက်လာခဲ့ပါတယ်။ကိုနူးမြို့ကိုသွားတဲ့ယထာပေါ်မှာတော့ဇလန်းရဲ့အလွဲလေးတွေစတင်ပါတော့တယ်အိမ်တောင်ပြူဝမှာကြောက်လို့ထွက်ပြေးလာတဲ့ Sam Scruti ဆိုတဲ့ကောင်မလေးဟာ Major AJ ကိုမြင်မြင်ချင်းချစ်မိသွားပြီးလိုက်ကပ်ပါတော့တယ်။ AJ ကတော့အလုံးနဲ့လက်နဲ့မအားတာမို့သူမကိုရှောင်နေပေမဲ့ Sam Scruti ကတော့အယူမူးချစ်တာရှက်စရာမဟုတ်ဘူးဆိုတဲ့ဝါဒနဲ့တကောက်ကောက်လိုက်ပါတော့တယ်။ကိုနူးမျိုးကိုရောက်တဲ့အခါမှာတော့အခြေအနေတွေကသူထင်တယ်လို့မဟုတ်ပါဘူး။ Professor Bharati ရဲ့အိမ်ဟာချိတ်ပိတ်ခံထားပြီးသူမတို့မိသားစုဟာပုန်းရှောင်နေရပါတယ်။အကြောင်းရင်းကတော့အာနာရှင်ဝင်ကြီးနာဂင်ဒရရဲ့မတရားမှုတွေကိုဘာရတီကတရားစွဲဖို့ကြိုးစားခဲ့လို့ပါနာဂင်ဒရဟာသူ့ရဲ့အာဏာနဲ့ငွေကိုသုံးပြီးဘာရတီကိုအလုတ်ကထုတ်ဖြစ်တယ်သမီးဖြစ်သူရဲ့မင်္ဂလာဆောင်ကိုဖျက်ဆီးတယ်နောက်ဆုံးမှာတော့ဒူးတောက်တောင်းပန်ကိုင်းတဲ့အထိရုပ်မာခဲ့ပါတယ်ဒီအချိန်တွေကိုတိသွားတဲ့ Major AJ ကလက်ပိုက်ကြည့်မနေတော့ပါဘူးငါတို့စစ်သားတွေကနေဆက်မှာပဲစောင့်ရှောက်တာမဟုတ်ဘူးပြည်သူတွေရဲ့အခက်အခဲကိုလည်းဖြေရှင်းပေးတယ်ဆိုပြီးနာဂင်ဒရရဲ့ဂုဏ်စတာတွေကိုတယောက်ချင်းစီဆုံးမပါတော့တယ်။ AJ ဟာနာဂင်ဒရရဲ့အကတိလိုက်စားမှုတွေဘန်ငွေတိုက်ထဲကကူတွေ9000ကျော်ခိုးယူထားတဲ့အထောက်ထားတွေကိုရှာဖွေဖော်ထုတ်နိုင်ခဲ့ပါတယ်။ဝင်ကြီးဟာအစားပိုင်းမှာတော့လူအင်အားနဲ့ချိန်နောက်ခဲ့ပြီးမဲ့ AJ ရဲ့စစ်တေတော်ပြီးတက်တဲ့ view ဟာတွေနဲ့တက်တိရှေ့မှာတော့ဒူးတောက်သွားရပါတယ်။ AJ ကသူ့ကိုထောင်ထဲမထောက်ဖဲကက်ရှမီးယားနယ်စပ်မှာစစ်သားတယောက်အနေနဲ့တာဝန်ထမ်းဆောင်စီပြီးလူကျင့်ဝတ်ကိုတင် ကြားပေးခဲ့ပါတယ်။ဝမ်းနဲ့စရာကောင်းတာကတော့ Captain AJ တယောက်ဆေးရုံမှာဆုံးသွားခဲ့တာပါ။ဒါပေမဲ့သူ့ရဲ့မိသားစုကိုတော့ Major AJ ကတားအရင်တယောက်လိုပဲဆက်လက်စောင့်ရှောက်သွားပါလိမ့်မယ်။နောက်ဆုံးမှာတော့သူ့ကိုအမြဲလိုက်ကပ်နေတဲ့ Sam Scruti လေးကိုလည်းလက်ထပ်ဖို့သဘောတူလိုက်ပြီးဇလန်းလေးကပျော်ရွှင်စွာပြီးဆုံးသွားပါတယ်။မျိုးချစ်စိတ်မဲ့အမှန်တရားဘက်မှာရက်တည်တဲ့ဇာတ်ကားလေးကိုတော့ပရိသတ်တူရောဘလို့မြင်လဲ။ comment မှာရေးပေးကြပါအောင်။